အားလုံးပဲမင်္ဂလာပါဒီ module 1လေးကိုAI Method ပေါ့နော် AI Method module 1မှာ AI Method နဲ့ပတ်သက်ပြီးတော့ပြောခဲ့တာဆိုလို့ရှိရင်ရှေ့မှာဗီဒီယို3ခုပြောခဲ့ပြီးဖြစ်ပါတယ်ပထမဆုံးဗီဒီယိုမှာ AI ဆိုတာဘာလဲဆိုတာကိုပြောပြခဲ့ပြီးတော့ဒုတိယဗီဒီယိုမှာတော့ AI ကကိုယ့်ရဲ့ business တွေကိုယ့်ရဲ့ personal life ကိုဘယ်လို impact ဖြစ်နေတယ်လဲဆိုတာကိုပြောပြပေးခဲ့တယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့စီးပွားရေးလုပ်ငန်းအသေးတွေမှာအလဲအလက်လုပ်ငန်းတွေမှာ AI ကိုဘယ်လိုအသုံးပြုလို့ရတယ်ဘယ်နေရာတွေမှာအသုံးပြုရဲဆိုတဲ့ဟာလေးတွေကိုတကယ် real world application လေးတွေနဲ့လုပ်ငန်းခွင်ဥပမာလေးတွေပေးခဲ့တယ်ပေါ့နော်အခုနောက်ဆုံးဗီဒီယိုမှာတော့ဟုတ်ပြီ AI ကခေတ်စားလာတယ်ဒါပေမဲ့ AI ကိုကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာအသုံးပြုမယ်ဆိုလို့ရှိရင်ဘယ်လိုခက်ခဲတွေကြုံရမလဲဘာတွေကအတားအဆီးဖြစ်နေတာလဲဆိုတဲ့ဟာလေးတွေကိုဒီဗီဒီယိုမှာပြပြပေးသွားခြင်းပါတယ်အဲ့တော့ပထမဦးဆုံး limitation ပေါ့နော် limitation နဲ့အကန့်အသတ်တွေဘလို့အကန့်အသတ်တွေကိုကျွန်တော်တို့ရှိရတယ်လေအထူးသဖြင့်မြန်မာနိုင်ငံပေါ့နော်ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့နိုင်ငံတွေမှာကြုံတွေ့ရတဲ့အကန့်အသတ်ကိုပထမဆုံးပြောချင်ပါတယ်ဘာအကန့်အသတ်တွေရှိတာလဲ AI ဒီ magic မဟုတ်ပါဘူး AI ဒီ data တွေပေါ်မှာပဲအခြေခံတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့organization တွေတည်တံ့လုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ organization တွေအသုံးဝင်တဲ့ data တွေရှိကိုယ့်ရဲ့ organization မှာအသုံးဝင်တဲ့ data တွေရှိဖို့လိုအပ်ပါတယ်ကို့မှာ data မရှိဘူးဆိုရင်တော့ကိုပေးလိုက်တဲ့ဟာဒီ rubbish ဖြစ်တယ်ဆိုရင် rubbish ပဲရမှာဖြစ်ပါတယ်အမှိုက်ပေးရင်အမှိုက်ရမယ်ပေါ့နော်အင်္ဂလိပ်စကားလုံးနဲ့တော့ကျွန်တော်တို့အများကြီးပြောလို့ရှိတာက rubbish in rubbish out ပေါ့အမှိုက်ပေးရင်အမှိုက်ရမှာပဲဖြစ်ပါတယ်အဲ့တော့ AI မှာမြန်မာတွေအနေနဲ့ generate တွေလုပ်ကြတယ် data တွေကိုလုပ်ကြတဲ့အခါမှာမြန်မာတွေဘက်ကနေပြီးတော့မှပောက်ကရ message တွေပောက်ကရ email တွေပောက်ကရ information တွေကိုပဲထည့်ပြီးတော့တစ်ချိန်လုံး train မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ရမယ့် data တွေကလည်းအဲ့ဒီလို rubbish တွေပဲဖြစ်နေမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့က quality data တွေကိုစုဆောင်းနိုင်ဖို့လိုတယ် quality data တွေရှိဖို့လိုအပ်ပါတယ်နောက်တစ်ခုကသိထားရမှာကကျွန်တော်တို့သိထားရမှာက AI ဒီအခုလူတွေပြောနေကြသလိုဟာလူထက်တာတယ်လို့လူလိုပဲဆွဆောက်နိုင်တယ်လို့ဆိုတာတွေကမဟုတ်ပါဘူး AI ဒီလူမဟုတ်ပါဘူး AI ကလူကဖန်တီးယူထားသော tools တစ်ခုသာဖြစ်ပါတယ်ဒါကြောင့်မလို့ AI တွေက creative ဖြစ်တာမဟုတ်ပါဘူးဥပမာပုံတစ်ခုကိုတီထွင်ပေးပါလို့ပြောရဟာ AI ထုတ်ပေးလိုက်တဲ့ AI ပုံကအရန်ကောင်းတာပဲအရန် creative ဖြစ်တယ်လို့ထင်ကြတယ်မဟုတ်ပါဘူးသူ့ရဲ့ရှေ့မှာရှိနေတဲ့ data တွေပေါ်မှာအခြေခံပြီးတဲ့အခါမှာသူကအဲ့ဒီ data တွေကဖြစ်နိုင်ခြေတွေကိုပေါင်းစည်းပြီးတော့များထုတ်ပေးတာမျိုးပါအဲ့တော့သူဒီ creative ဖြစ်တာမဟုတ်ဘူးလူသားတယောက်မဟုတ်ဘူးပေါ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ် AI မှာအကန့်အသတ်ရှိပါတယ် AI ကိုပို့ပြီးကောင်းမွန်စေချင်တယ်ဆိုရင်ကျွန်တော်ခုနကပြောခဲ့သလိုပဲ data တွေလိုတယ်စနစ်ကျတဲ့ data တွေရှိနေဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒါကတော်တော်လေးအရေးကြီးတဲ့ချက်တွေမှာပြရတယ်နောက်ဆုံးတစ်ခုက AI ကို AI ဒီသူ့ဟာသူရှိနေရမယ့်အရာမဟုတ်ဘူးပေါ့နော်အဲ့တော့ AI ကနေရလာတဲ့ result တိုင်းကိုလည်းကျွန်တော်တို့မယုံကြည်သင့်ဘူးမလုံးသင့်ဘူးကိုယ့်ရဲ့လူတွေရဲ့စောင့်ကြည့်ဖို့လူတွေက oversight ပေါ့နော်စောင့်ကြည့်ပေးဖို့အတွက်လိုအပ်တယ်ဒါတွေဒီ AI မှာရှိနေတဲ့သူ့ရဲ့အကန့်အသတ်တွေပါအဲ့တော့လက်ရှိမှာလည်း AI က fail ဖြစ်တဲ့အခြေအနေတွေအများကြီးကြုံနေပေါ့နော်ဥပမာဆိုပါစို့chatbot ပေါ့ chatbot လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ chatbot တွေသုံးတယ်ပေါ့နော်ခုနကတော့ကျွန်တော်ပြတဲ့ဥပမာလေးပေါ့နော်ရှေ့မှာလည်းကျွန်တော်ဥပမာတစ်ခုပြခဲ့တယ်ပြီးခဲ့တဲ့ဗီဒီယိုမှာ AI chatbot ကိုကျွန်တော်တို့ဘယ်လိုအသုံးပြုပြီးမိခွန်းတွေမေးလို့ရတယ်ပြောလို့ရတယ်ပေါ့အဲ့ဒီ chatbot ပါပဲကျွန်မဆက်ပြီးတော့မေးတယ်မိခွန်းတွေမေးတဲ့အခါမှာကိုမေးတဲ့မိခွန်းကမပြည့်စုံတာပဲဖြစ်ဖြစ်ကိုမေးတဲ့မိခွန်းကအချက်လက်မခိုင်လုံတာပဲဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီမှာမြင်ရလိမ့်မယ် error တွေတက်တာမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာမေးလိုက်တယ်ပေါ့မေးလိုက်တဲ့အခါမှာတော့ okay ငါအမှားအတွက်ငါရဲ့အဖြေကနေလို့ချင်တာမရဘူးဆိုတောင်းပန်ပါတယ်ဘာလုပ်ပေးနိုင်မလဲဆိုတော့ဒီသူ့ရဲ့ဟာကိုပြန်ပြောတာအခါမှာလူကိုပြဿနာရှာတယ်လို့မျိုးကိုကနင်ကကောင်းကောင်းလည်းမလုပ်ဘူးလို့ပြောရဲဆိုရင် तू ကလည်း sorry ပါလို့ပြန်ပြောမယ်ဘာလုပ်ပေးရမလဲဆို don't know လို့ပြောတဲ့လူရဲ့ input ပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ response ကဖြစ်နေမှာပဲဖြစ်တယ်အဲ့တော့ဒီ response ပိုကောင်းလာတဲ့ရလဒ်ကိုရဖို့ဆိုတာကိုမေးလိုက်တဲ့မေးခွန်းမေးသူရဲ့ prompt လို့ကျွန်တော်တို့ခေါ်တဲ့မေးခွန်းဒီပေါ်မှာအများကြီးမူတည်တယ်ပေါ့နော်အဲ့တော့မေးခွန်းမေးသူကကောင်းကောင်းမမေးဘူးဆိုရင်ရလဒ်ကောင်းကိုဘယ်လိုမှမရနိုင်ဘူးပေါ့ဒါက chatbot တွေမှာအများကြီးကြုံနေရတဲ့ issue ရှိပါတယ် AI ဒီလူလိုမျိုးတွေးခေါ်ပြီးတော့ response ပြန်နိုင်တာမျိုးမဟုတ်ဘူးပေါ့နောက်တစ်ခုကဒါကျွန်တော်လုပ်ထားတဲ့ AI model လေးတစ်ခုပေါ့နော်ဒီ AI model ကမကောင်းသေးဘူး AI model ရဲ့ future ကိုပြချင်လို့ပါအခုဒီမှာဆိုရင်ကျွန်တော်ကမလုပ်ထားတာလဲဆိုရင် feedback တွေပေါ့နော်ဥပမာမြန်မာစာနဲ့ရေးထားတဲ့ feedback တစ်ခုကိုက
ဒီ feedback ကကောင်းတာလားဆိုးတာလားဒါမှမဟုတ်လို့ရှိရင်ပုံမှန်ပဲလားဆိုတာလေးကိုကျွန်တော်က analyze လုပ်ထားတယ်algorithm လေးတစ်ခုရှိတယ်ပေါ့နော် project လေးတစ်ခုရှိတယ်ဒီမှာကျွန်တော်ရိုက်ထည့်လိုက်တယ် Facebook မှာတွေ့တဲ့စာပါဒီစာက Facebook မှာလူတယောက် share ထားတဲ့စာကိုကျွန်တော်ရေးထည့်လိုက်တာပါသူကဗာရေးထားလဲဆိုတော့ Microsoft ကတဲ့လူ6000 9000လောက်ကိုအလုပ်ထပ်ထုတ်လိုက်ပြန်ပြီလူတွေကို AI နဲ့အစားထိုးထုတ်လိုက်တာမဟုတ်ဘူး AI ဘက်မှာကုန်ကျစရိတ်များနေလို့လူတွေကို short ပြီးကုန်ကျစရိတ် short လိုက်တာတဲ့ဒီတော့ AI ကြောင့်အလုပ်တွေပြုတ်ကုန်ကြလားဆိုရင်ဟုတ်လဲဟုတ်တယ်မဟုတ်ဘူးလဲမဟုတ်ဘူးလို့ပြောရမလို့ဖြစ်နေတယ်သူကဒီလိုလေးရေးတင်ထားတာပေါ့နော်အဲ့တော့သူရေးတင်လိုက်တဲ့ဒီ Facebook post ဒီ positive ဘက်ကပြောရလား negative ဘက်ကပြောရလားသိချင်တဲ့ဒါကြောင့်မို့ကျွန်တော်ဒီ algorithm နဲ့စမ်းသပ်လိုက်တဲ့အခါမှာသူက natural ဖြစ်နေပါတယ်ဆိုပြီးပြောတာပေါ့နော်ဆိုတော့ဒါသိတာပါတယ်เนาะ negative ဘက်ကိုရောက်ရမယ့် message တစ်ခုပေါ့ဒါပေမဲ့ AI က fail ဖြစ်တယ်ဒါကိုကျွန်တော်တို့ကတေချာမစီစစ်ဖဲနဲ့ဒါမှမဟုတ်ဒီ model ကိုပြန်ပြီးမ train မဲ့နဲ့တဟဲ့အသုံးပြုမယ်ဆိုကျွန်တော်တို့ဘာတွေဖြစ်နိုင်မလဲဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်ပေါ့ဆိုတော့ဘယ်လိုဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်လဲဆိုဥပမာဒီလိုမျိုး feedback system တစ်ခုကိုကျွန်တော်တိစောက်ထားတယ်ဆိုပါစို့ negative feedback ဆိုရင်လာချက်ချင်းဖြည့်ရှင်းလို့ရအောင် action ယူလို့ရအောင် alert လုပ်မယ် positive feedback ဆိုလို့ရှိရင်တော့ဒါကောင်းမွန်တဲ့အချက်အနေနဲ့ပဲ marketing အတွက်သုံးမယ်ပေါ့ဆိုရင်ကိုကဒီမှာ natural တွေကြီးပြနေမယ်ဆိုရင်ကျွန်တော်တို့ negative message တွေလည်းလွတ်သွားနိုင်တယ်လို့ positive message တွေလည်းလွတ်သွားနိုင်တယ်ပေါ့အဲ့တော့ AI model ဒီ100% ကောင်းတဲ့ AI model ဆိုတာအင်မတန်မှရှားပါတယ် AI နေဒီ fail ဖြစ်နေတော့ပဲဒါဒီလက်ရှိ AI ရဲ့ current limitation ဖြစ်ပါတယ်ဒါပေမဲ့ဟုတ်ပြီ AI က limit ရှိတယ်ဆိုတော့လည်းနားလည်ပြီ AI ကိုသုံးမယ်ဆိုတဲ့အခါမှာကျတော့လေကျွန်တော်တို့ကြော်လွှားရမယ်ခက်ခဲတွေရှိပါတယ်အထူးသဖြင့်မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ပို့ပြီးတော့မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံတွေတော်တော်များများမှာဆိုရင်ပို့ပြီးတော့မှဒီတားဆီးတွေကြုံတွေ့ရပါလိမ့်မယ်ပထမအဆုံးတားဆီးရပါလဲဆိုလို့ရှိရင် resistant လူတွေဘက်ကနေပြီးတော့မှတားဆီးတာပေါ့ဒါကတော့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာမဟုတ်ပါဘူးဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့မှကျွန်တော်တို့အများကြီးတွေ့ရတယ်ကျွန်တော်တို့AI ကိုအသုံးပြုဖို့အတွက်လူတွေကလက်မခံဘူးပေါ့လက်မခံဘူးဥပမာဆိုပါစို့ကျောင်းတွေမှာပဲဖြစ်ဖြစ်စာသင်ခန်းတွေမှာပဲဖြစ်ဖြစ် AI နဲ့ automated grading ပေးမယ်ဆိုရင်လက်မခံမဲ့လူတွေအများကြီးပဲခုချိန်ထိလည်းအဲ့လို automated grading ကိုလုံးလို့မရသေးဘူးပေါ့နော်မရနိုင်သေးဘူးပေါ့ဆိုတော့ဒါလူတွေဘက်မှာက resistant ဖြစ်နေတာလူတွေဘက်ကကိုကလက်မခံနိုင်တာကလည်းတစ်ပိုင်းရှိတယ်နောက်တစ်ပိုင်းကကြတော့တခြားခက်ခဲဘာတွေရှိသေးလဲဆိုလို့ရှိရင် budget ပေါ့နော်အထူးသဖြင့် SME တွေ MSME တွေလိုလုပ်ငန်းသေးတွေလုပ်ငန်း small business တွေကြတော့ပိုဆိုးတာပေါ့အဲ့တော့ budget constraint ရှိတယ်တချို့ AI tool တွေကလကားရတယ်ဆိုပေမဲ့တချို့ AI tool တွေကြတော့ပတ်စံပေးရတယ်အဲ့တော့ပတ်စံပေးရတဲ့ AI tool pros တွေကိုဝယ်သုံးဖို့အတွက်အခက်အခဲငွေကြေးရှိတယ်နောက်တစ်ခုကအခုအချိန်မှာလက်ရှိပေါ့ capital ကြီးသွားမှာပေါ့နော်အခုအချိန်မှာ invest ဖြစ်လိုက်တယ်နောက်ရေရှည်မှာဒါပတ်စံကုန်ကြတက်တာနိုင်တယ်ဆိုပေမဲ့အခုချက်ချင်း invest လုပ်လိုက်တဲ့အခါမှာကုန်ကြစိတ်များသွားတဲ့အတွက် budget constraint ဖြစ်တဲ့အတွက်အသုံးမပြုနိုင်တာတွေရှိတယ်နောက်ခဏကျွန်တော်တို့ကြုံရတဲ့ဟာတော့ internet မရနေတာပေါ့နော်အဲ့တော့ internet မှာမရနေဘူးဟလာကို့မှာemail system တောင်မရှိသေးဘူးဆိုလို့ရှိရင်တော့လေဒီ AI ကိုအသုံးပြုဖို့ဆိုတာကတော်တော်လေးအဆင်မပြေနိုင်သေးဘူးပေါ့ဒါကအကြီးမားဆုံးတာစီတစ်ခုပေါ့နော်အဲ့တော့ digitalize မဖြစ်သေးတာဥပမာ data တွေကိုစာအုပ်နဲ့ပဲမှတ်တုံးမှရှိသေးတယ်ငွေစင်းအဝင်အထွက်တွေကစာအုပ်ထဲမှာပဲရှိသေးတယ်ဆို Excel ပေါ်မှာတောင်မရောက်ဘူးဆိုကျွန်တော်တို့ဘယ်လို automate လုပ်မလဲပေါ့နော်ဆိုတော့ဒါဒီ infrastructure အတားအဆီးတွေလည်းကျွန်တော်တို့ရှိနေတယ်နောက်ထပ်အရေးကြီးတဲ့အတားအဆီးတစ်ခုကတော့ကျွမ်းကျင်မှုတွေပေါ့နော်လူတွေကနားမလည်ဘူးလုပ်ငန်းတွေကိုနားမလည်ဘူး AI ကိုနားမလည်ဘူး digital ကိုနားမလည်ဘူး computer မသုံးတတ်ဘူးဆိုကြပါစို့ဒါဆိုကျွန်တော်တို့ဘယ်လို AI ကိုတော့အသုံးပြုမလဲပေါ့အဲ့တော့ဒီလိုမျိုးခက်ခဲတားဆီးတွေကတော့ရှိနေသေးပဲဖြစ်ပါတယ်အဲ့တော့ဒီတားဆီးတွေကိုဘယ်လိုကျော်လွှားမလဲခုနက limitation တွေနဲ့ limitation တွေအတွင်းမှာအကန့်အသတ်တွေအတွင်းမှာပဲကိုယ့်ရဲ့ဒီလုပ်ငန်းတွေမှာ AI ကိုအသုံးပြုလာအောင်ဘယ်လိုလုပ်မလဲဆိုတာတော့နောက်ဗီဒီယိုတွေမှာကျွန်တော်ဆက်ပြောသွားဖို့ရှိတယ်အဲ့ဒါတွေကိုမပြောခင်ခုလောစေကျွန်တော်တို့တွေ့ရတဲ့မြင်ရတဲ့အမှားလေးတွေပေါ့နော် AI နဲ့ပတ်သက်ပြီးလူတွေပြောကြတဲ့အခါမှာမှားတဲ့အမှားလေး၅ခုကိုကျွန်တော်ပြောပြချင်ပါတယ်ပထမဆုံးအမှားတစ်ခုကတော့ဗာလဲဆိုရင်ခြေစည်းနဲ့ height ပေါ့နော်ဒါကလုပ်ငန်းသေးတွေလုပ်ငန်းကြီးတွေမှာမဟုတ်ဘူးဒီလိုမျိုးအကြီးတွေပေါ့နော်အစိုးရဝန်ကြီးဌာနတွေတိုင်းပြည်တည်ထောင်တဲ့နေရာတွေမှာတောင်မှဒီဟာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ AI ကခက်စားနေလို့ AI သုံးနေတယ်ဆိုတာမျိုးဒီကျွန်တော်တို့ကြုံဘူးတယ်တွေ့ဘူးတယ်တကယ်တော့ဒီရွယ်ချက်နဲ့ AI ကိုလုပ်ဖို့ဆိုလို့ရှိရင်တော်တော်လေးအဆင်မပြေဘူးပေါ့ဘာလို့လဲဆိုတော့ကိုယ့် organization အတွက်တကယ်လိုလားမလိုလားဆိုတော့ကျွန်တော်တို့ပြန်ကြည့်ဖို့လိုအပ်တယ်ဒါကြောင့်မလို့hype ကိုလိုက်ရုံတက်အတွက် AI ကိုအသုံးပြုရဲဆိုတာဒီအင်မတန်မှလွယ်မှားတဲ့ concept အမှားတစ်ခုဖြစ်ပါတယ်ဒုတိယအမှားကြတော့ဗာလဲဆိုလို့ရှိရင် okay
ယ်နေရာမဆို AI ကိုသုံးကျင်တာပေါ့နော်အဲ့တော့ organization အသေးလေးမှာပဲဖြစ်ဖြစ်အကြီးမှာပဲဖြစ်ဖြစ် AI ကိုနေရာတိုင်းမှာသုံးလို့မရပါဘူးအဲ့တော့ AI နဲ့အားလုံးကို automate ပြောင်းပလိုက်လို့မရဘူးအဲ့တော့ automate ပြောင်းလို့ရတဲ့နေရာရှိမယ်ပြောင်းလို့မရတဲ့နေရာတွေရှိမယ် AI သုံးလို့ရတဲ့ဟာတွေရှိတယ်သုံးလို့မရတဲ့ဟာတွေရှိတယ်အဲ့တော့ AI ဒီ not for all tasks ဆိုတာကိုအားလုံးနားလည်ဖို့လိုတယ်ဒီအမှားကိုလည်းတော်တော်များများမှားတတ်ကြတယ်ပေါ့နော်သူတဖြည်း AI နဲ့ပတ်သက်ပြီးသိမသိတဲ့အခါမျိုးမှာတတိယအမှားတွေ့ရတာကတော့ organization တွေမှာဖြစ်တဲ့အမှားကဘာလဲဆိုလို့ရှိရင်ကိုဘာလုပ်ချင်လဲဆိုတာကိုမသိတာပေါ့နော်ကိုယ့်ရဲ့ရွယ်ချက်ကပါလဲရည်မှန်းချက်ကပါလဲဟာသူများ AI မလို့ AI လိုက်မယ်ဒါပေမဲ့တကယ်ကိုယ့်ရဲ့ organization မှာကိုဖြစ်ချင်နေတဲ့ goal ကပါလဲဆိုတာကိုမသိတာနားမလည်တာပေါ့နော်အဲ့တော့ clear goal မရှိဘူးဆိုတဲ့အခါမျိုးမှာလဲ AI ကိုဘယ်လိုမှ implement လုပ်တည်ပဲဖြစ်ပါစေအောင်မြင်မှုမရနိုင်ဘူးပေါ့နောက်မှားရတဲ့အမှားတစ်ခုကကြတော့အခုငါတို့ခံထားတဲ့ဝန်ထမ်းတွေကလူငယ်တွေပဲအသက်အရွယ်ငယ်တဲ့ကလေးတွေပဲသူတို့က AI ကိုငါတို့ထပ်ပိုသိပါတယ်နားလဲပါတယ်ဆိုပြီးတော့လွှတ်ပေးလိုက်တာမျိုးပေါ့နော်ကိုယ့်ရဲ့ organization ကိုယ့်ရဲ့အဖွဲ့အစည်းတွေမှာတေချာ AI ကိုနားလဲအောင် train လုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းပဲလွှတ်ပေးလိုက်တဲ့ဟာမျိုးအဲ့ဒါကလည်းအင်မတန်မှအရေးကြီးပါတယ် little knowledge ကဘိုးတုဒနည်းနည်းလေးကပို့ပြီးတော့မှအနည်းတွေကိုတည်ဆောင်နိုင်ပါတယ်အဲ့တော့ဘလို့အနေအတွေကိုတည်ဆောင်နိုင်တယ်လဲဆိုတာကတော့အသေးစိတ်ကိုကျမတို့နောက်ဗီဒီယိုမှာ ethical series မှာကျမထည့်ပြောဖို့ရှိတယ်။ဒါပေမဲ့အခုနောက်ထပ်ဒီလိုမျိုးခွင့်ပြုလိုက်တဲ့အတွက်ကြုံရတဲ့နောက်ထပ် immediate challenge ကပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ privacy တွေကိုယ့်ရဲ့ဒီ AI ကြောင့်ဖြစ်လာနိုင်တဲ့ ethical တွေ responsibility တွေကိုနားမလည်တဲ့အခါမှာ privacy data တွေเนาะ customer ရဲ့ data တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ data ပဲဖြစ်ဖြစ် company ရဲ့ top secret တွေကို release လုပ်မိတာပဲဖြစ်ဖြစ်ဒီပြဿနာတွေကိုကြုံရနိုင်တယ်ပေါ့အဲ့ဒီလိုအမှားတွေရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့တော့ AI ကို implement လုပ်တဲ့အခါမှာမအောင်မြင်မဲနဲ့ကြာရှုံးသွားရတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီမှားလေမှားတာရှိတဲ့အမှားတွေကိုကျွန်တော်တို့ရှောင်ရှားကြရမယ်ဘယ်လိုရှောင်မလဲဘယ်လိုမျိုးဟာတွေရှိမလဲဆိုတာကိုကျွန်တော်တို့နောက်ဗီဒီယိုတွေကနေပြီးတော့မှအစဉ်စဉ်ဆက်ပြောပြသွားပါမယ်အဲ့တော့ဒီ module 1လေးပေါ့ AI ဆိုတာဘာလဲဆိုတာရဲ့မိတ်ဆက်လေး module 1ကတော့ဒီလောက်ပါပဲဒုတိယ module မှာတော့ AI နဲ့ပတ်သက်တဲ့ ethics ကိုကျွန်တော်အဓိကပြောပြသွားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်